Dubai project ဖြစ်တဲ့နှစ်အကြာကြီးလည်းမဆောင်ချင်ဘူးဒါပေမဲ့ brand new apartment ကိုလိုချင်တယ်လို့ပြောနေကြတဲ့ မိတ်ဆွေတွေအတွက် Surety Team ကနေပြီးတော့လာမယ့်8လအတွင်းမှာအခက်အခဲပေးသွားမယ့် project ကောင်တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒီ project ကတော့ဒီဇင်ဘာလ2025မှာ handover လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဝယ်ယူပြီးသိမကြခင်အတော်အတွင်းမှာလက်ဝယ်ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ Dubai ရဲ့ ထိပ်တန်း developer တူမှာတိစောက်တာဖြစ်ပြီး various feature ကတော့ crystal glass နဲ့ modern lifestyle ကိုပုံဖော်ပေးထားပါတယ်။ project ရဲ့ location ကတော့တကယ်ကိုအချက်ကြာတဲ့ Dubai Creek Business Bay နဲ့ Dubai Downtown တို့ရဲ့ central မှာရှိတဲ့ Ejadef မှာရှိပါတယ်။ unit အမျိုးအစားတွေကတော့ studio, 1 bedroom နဲ့ 2 bedroom တို့ပါရှိမှာဖြစ်ပြီး site အနေနဲ့ဆိုရင် square feet 400ကျော်ကနေပြီးတော့1400ကျော်အထိပါရှိမှာဖြစ်ပါတယ်။ selling price တွေကတော့ AED 945,000 ကနေပြီးတော့ 2.1 million အထိပါရှိမှာဖြစ်ပါတယ်။ project ရဲ့ amenity တွေကတော့ဂျင်းလူကြီးနဲ့ကလေးတွေအတွက်တည်တံ့ swimming pool, landscape area တို့ပါရှိမှာဖြစ်ပါတယ်။ payment plan ကတော့ 70-30, 20% down payment, 50% under construction, 30% upon completion လို့ဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့2025မကုန်ခင်မှာကမ္ဘာ့အင်ခံမြို့တော်ကြီးဖြစ်တဲ့ Dubai မှာ property တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင် Surety Team က Serena ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါရှင်။